အောင်မြင်နေချိန်မှာရုတ်တရက်ဆိတ်ဆက်လန်းကြောင်းလိုက်တာကြောင့်လူပြောများနေတဲ့စံထိတ်တာဦးမင်္ဂလာပါပရိသတ်များရှင်မင်းသမီးကြီးခိုင်သိန်းကြီးအတူဦးတီသောသမီးလေးဖြစ်တဲ့စံထိတ်တာဦးကအခုဆိုရင်အနုပညာလောကထဲမှာအတန်အသင့်နေရာရလာပြီဖြစ်ပါတယ်။ဓမ္မစင်ကမှာပါဝင်ရှင်ပြိုင်ပြီးကလေးကသူမရဲ့ချုံမြင်လာတဲ့အတန်လေးကိုအားလုံးကလည်းသဘောကျသွားတာကြောင့်မလို့ music video တွေပါထုတ်ပြီးတော့ဒီနောက်ပိုင်းမှာလည်းပုံမအောင်မြင်လာတာဖြစ်ပါတယ်။အရွယ်လေးကလည်းခက်ငယ်ငယ်မို့လို့အနုပညာလောကရောပညာရေးမှာပါအကွက်ကြကြနဲ့အပြည့်အဝစူးစမ်းပြီးတော့အောင်မြင်မှုတရဖို့စောင်းနိုင်တဲ့အခြေအနေပါ။ဒါပေမဲ့လည်းအဲ့လိုအချိန်ကောင်းမှာရုတ်တရက်ကြီးအိမ်အောင်ပြုမယ်လို့ပြောလာတဲ့အတွက်ပရိသတ်တွေအားလုံးကလည်းပဲအတော်လေးကိုအံ့ဩနေခဲ့ကြတာဖြစ်ပါတယ်။လူတချို့ရဲ့ပြောဆိုချက်အရလွန်ခဲ့တဲ့နှစ်တုန်းကပဲတိကျသူကောင်းလေးနဲ့မိဘဆောင်ရာရှိမှစိစက်ကြောင်းလန့်ပြီးပါပြီတဲ့။မခိုင်လေးတို့ကလည်းရှိရမှာဒီသမီးလေးတယောက်တည်းကိုအခုလိုမျိုးစောစောစီးစီးဘာဖြစ်လို့များအိမ်အောင်ရသားချပေးလိုက်ရတာလဲဆိုပြီးတော့လူတွေအားလုံးကလည်းဝိုင်းဝန်းအပြစ်တင်ကပြောဆိုဝေဖန်နေကြတာပါစိစက်လိုက်တာကဘယ်သူလဲဆိုရင်တော့ထထိုးမင်္ဂလာပွဲမှာအရန်လုံးတုံးခတွဲခဲ့ရတဲ့သူနဲ့ဖြစ်ပါတယ်တဲ့ရှင်ဒါတွေကကောလဟာလာသတင်းအမှန်လားဆိုတာကိုတော့သိချာမသိရသေးပေမဲ့အကိတ်အမှန်တကယ်ဆိုရင်ပရိသတ်ကြီးတို့ကသဘောတူကြမှာလား